ဝေဖန်မှုများကြားမှာအသင်းပေါ်တို့၏ကြောထောင်းနောက်ခံဝနဒိုနဲ့ပေါ်တူဂီတို့၏ခရီးလန်း2026ကမ္ဘာဖလားမှာပေါ်တူဂီအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာတစ်ဖက်တကူစီတရရလက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာအသင်းကောင်းဆောင်ခရစ္စတီယာနိုဝနဒိုရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။အသက်42နှစ်အရွယ်ဝနဒိုဟာပြိုင်ပွဲစုံ10ပွဲဆက်တိုက်ဂိုးပေါက်ပြောက်ဆုံးနေတာကတော့သူ့ရဲ့နိုင်ငံလက်ရွေးစီကစားသမားဘဝမှာအရှိအကျဆုံးဖြစ်လာခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာ Manchester United နဲ့ပေါ်တူဂီအသင်းရဲ့နောက်ခံတွေဖြစ်တဲ့ Diego Dalot ကဝနဒိုဘက်ကနေပြတ်သားစွာရက်တီကောက်ဝယ်ပေးခဲ့ပါတယ်။ဒါလောရဲ့ပြောကြားချက်အရပေါ်တူဂီအသင်းသားတွေကကမ္ဘာဖလားမတိုင်ခင်ကလေးကဒီလိုဝေဖန်မှုမျိုးကြိုးသွေးရမယ်ဆိုတာကိုကြိုတင်မျှော်လင့်ထားခဲ့ပြီးတော့စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့ကြတာပါကျွန်တော်တို့အသင်းကဘဒုစကားကြောင့်မှလှုပ်ခါသွားမှာမဟုတ်ပါဘူးဝေဖန်မှုတွေကမကြာခဏမတရားသလိုဖြစ်ပြီးခြေကားပြောဆိုခံရလေးရှိပါတယ်ဒါလောဟာဝနဒိုရဲ့နှစ်ပေါင်း20ကျော်အတွေ့အကြုံနဲ့ဝေဖန်မှုတွေကိုရေဆိုင်နိုင်စွမ်းအပေါ်မှာလည်းအပြည့်အဝယုံကြည်မှုရှိနေပါတယ်ပေါ်တူဂီအသင်းရဲ့နောက်ထပ်ပွဲစဉ်အဖြစ်အင်္ဂါနေ့မှာကျင်းပမယ့်ဥဇဘက်ကစ္စတန်အသင်းနဲ့ရေဆိုင်ရတော့မှာပါဥဇဘက်ကစ္စတန်ဟာပထမပွဲမှာကိုလံဘီယာကိုရှုံးနေထားခဲ့တာဖြစ်လို့ပေါ်တူဂီအတွက်တော့နိုင်ရဖို့အရေးကြီးတဲ့ပွဲဖြစ်လာပါလိမ့်မယ်။ဝနဒိုတယောက်ဒီပွဲမှာရောသူ့ရဲ့ဂိုးပေါက်ပျောက်ဆုံးမှုတွေကိုအဆုံးသတ်ပြီးတော့ပရိသတ်တွေကိုပြန်လည်တက်တည်ပြနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ဘောလုံးဆိုတာအမြဲတမ်းစိန်ခေါ်မှုတွေနဲ့ပြည့်နေနေတာဖြစ်ပြီးတော့ဝနဒိုအနေနဲ့သူ့ဘော်တန်ရဝင်သူတွေကိုဒီပွဲစီမှာတော့ပြန်လည်ခြေပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။